ဒီဇလန်မှာအသားဖြူဖြူနုနုနယ်နယ်ရှိတော့လေတက်တီခဲဖြစ်တဲ့ကောင်လေးအောင်ကျော်နဲ့တောနတ်ထဲကကြားရဲကြီးတို့ရဲ့အားဖလိုင်ဦးကိုအဓိကထားတင်ဆက်သွားမှာပါအပိုင်း1မုံတိုင်းမလာခင်ငိမ်သက်ခြင်းညနေစည်းစာအချိန်ဖြစ်တော့လေမှောင်ပူတော်ကြီးအတွင်း၌မူညင်းတဲ့တကယ်တော့မှောင်အတိကျနေပြီဖြစ်သည်ထိုတော်အုပ်သည်ရွာသားများအတွက်တော့ကျင်းစာတင့်တော်နေရတခုသို့တော့16နှစ်အရွယ်အောင်ကျော်အတွက်တော့ထိုနေရာသည်ပျောက်ဆုံးနေသောသူ၏နွားမကလေးကိုရှာဖွေရမည့်နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်အောင်ကျော်သည်ရွာတွင်အသားရည်အဖြူဆုံးနဲ့ရုပ်ရည်အချောဆုံးကောင်လေးဖြစ်တော်လေသူ၏လက်ယုံကျွတ်သားညာကမူကြစ်လက်တန်မာလာသည်သူ၏လက်ထဲတွင်ဖိုးအိထန်မှအမွေရထားသည့်ဒူးလေးတစ်စင်းကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားသည်ဟူးတောနတ်ထဲမှထွက်ပေါ်လာသောလေတိုးတန်ကထူးဆူလာသည်ငှက်တန်များတိတ်ဆိတ်သွားသည်တောအုပ်တစ်ခုလုံးအသက်ရှူရက်သွားသလိုငိမ်ကျသွားသည်အောင်ကျော်၏နားရွက်များစွန့်သွားသည်ခြုံပုတ်တစ်ခုနောက်မှရှစ်တက်အတန်ကိုသူကြားလိုက်ရသည်အောင်ကျော်ဒူးလေးကိုချိန်ရွယ်လိုက်စင်ပါတဲ့တစ်ပင်ကြီးများကြားမှသွေးပြက်ဖွယ်ရာဟင်းဟောက်တန်ကြီးတစ်ခုကတောတစ်ခုလုံးကိုတုန်ခါစာသွားစေသည်ဟူးကာထိုအတန်ကလူတန်မဟုတ်တရိษံတန်တာဖြစ်တော်လေအတိပေကတော့ရှင်းလင်းလာသည်ဒါငိုက်နေမီမင်းပြန်လဲငမမရတော့ဘူးဆိုသည့်အတိုင်းပဲအောင်ကျော်၏ရှေ့တဲ့မီတာအနှဲငယ်အကွာရှိ